ကြောက်လာကြတဲ့ဂုံတီရှိပုဂ္ဂိုလ်တွေအားလုံးဒီနေရာမှာအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ခဏကကျွန်တော်ကရင်လိုပြောကြားတဲ့အပိုင်းမှာတချို့သောပုဂ္ဂိုလ်တွေကကရင်လိုနားမလဲတဲ့ပုဂ္ဂိုလ်တွေရှိနိုင်တယ်လို့ကျွန်တော်မှသုံးသပ်မိတဲ့အတွက်ရောခန္ဓာစီစဉ်ပြီးဗမာလည်းပြောခွင့်ပေးပါဆိုတဲ့အကြောင်းခဏကကျွန်တော်အခွင့်တောင်းခဲ့တယ်လို့ဒီအချိန်မှာလည်းကျွန်တော်ဗမာလိုအချင်းချုပ်ပြီးတော့ကရင်လိုပြောသွားတဲ့ဟာကိုပြန်ပြီးတော့ပြောပေးမှာဖြစ်ပါတယ်ဒီနေ့အထူးသဖြင့်ကော်သူလေးတပ်တော်နေ့ခန္ဓာဟာကျွန်တော်တို့ထူးသဖြင့်ကရင်လူမျိုးအတွက်သမိုင်းဝင်တဲ့နေ့တွေဖြစ်တယ်ဒီနေ့ကိုကျွန်တော်တို့အစင်အမြဲဂုဏ်ပြုသတ်မှတ်ပြီးတော့ရင်ထဲမှာအမြဲတမ်းတတိယနေရာမဲ့နေ့တွေဖြစ်တယ်ဘာဖြစ်လို့သမိုင်းဝင်အတိအမှတ်ပြုပြီးတော့ကျွန်တော်တို့သမိုင်းတွင်တဲ့နေ့ဖြစ်ခဲ့တယ်လဲဆိုတဲ့အခါကရင်လူမျိုးတွေဖြတ်တန်းခဲ့ရတဲ့သမိုင်းကြောင်းနဲ့ပတ်သက်ဆက်နွယ်နေလို့ဖြစ်တယ်အထူးသဖြင့်ကရင်ဟာယဉ်ကျေးတဲ့လူအတိုင်းဝိုင်းတစ်ခုအနေနဲ့လူမျိုးတစ်မျိုးအနေနဲ့ယခင်ယခုနောက်မှအစဉ်မြဲရက်တည်မဲ့လူမျိုးတစ်မျိုးဖြစ်တယ်ဒါဟုတ်စာရဂဏီတို့မှတ်တမ်းတင်တာတဲ့ကျွန်တော်လက်တွေ့ကရင်အတိုင်းဝိုင်းနဲ့ကရင်မျိုးသားတွေလှုပ်ရှားလာခဲ့တဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အထောက်ထားနေကျွန်တော်ပြောနိုင်ပါအထူးသဖြင့်ကရင်လူမျိုးတွေကခေတ်ဆက်ဆက်မှာဖိနှိပ်ခံလာဒါကနေပြီးတော့ဒီဖိနှိပ်ခံမှုကနေလွတ်မြောက်ဖို့အတွက်သက်ဆိုင်ရာခေါင်းဆောင်တွေကကြိုးစားခဲ့ဒီလိုကြိုးစားတဲ့နေရာမှာမတူတဲ့ဖွဲ့စည်းတွေနဲ့ဖွဲ့စည်းပြီးတော့ကြိုးစားလာပြီးတော့နောက်ဆုံးကရင်လူတွေကတော့ဒီလိုကွဲကွဲပြားပြားလုပ်လို့မရဘူးကျွန်တော်တစုတဝေးတဲ့ရက်တည်တဲ့ဆိုတဲ့အခြေခံနေပြီးတော့ကရင်တွေကိုဖွဲ့စည်းခဲ့တယ်1940ခုမှာအဲ့ဒါနဲ့တပြိုင်နက်ကရင်အရေးကိုယဉ်ကျေးတဲ့လူအဖွဲ့အစည်းဖြစ်တဲ့လျောက်ကျွန်တော်ကရင်မျိုးသားတွေလိုအပ်ချက်ကိုကျွန်တော်ငြင်းငြင်းစွာဖော်ထုတ်ပြီးတော့ဆန္ဒပြခဲ့တယ်ကရင်သမိုင်းမှာမကြောက်တင်ခဲ့ပြီးသားဖြစ်တယ်ဒါဟာကရင်တွေကဘယ်လိုယဉ်ကျေးတဲ့လူလဲဆိုတဲ့ဟာကိုကဘာကိုပြသလိုဗမာပြည်တနန်ဒီလျာမှာလည်းတည်ပြီးသားသမိုင်းဝင်ကရင်တွေရဲ့လှုပ်ရှားမှုကရှိနေပါတယ်ဒါပေမဲ့အဖက်ဖက်ကဖိနှိပ်မှုကြောင့်ကရင်တွေကလက်နဲ့မကင်ရင်လည်းလက်နဲ့ကင်နောက်ဆုံးကောသူလေးတက်မတော်ကရင်အမျိုးသားရဲ့ရက်တည်နိုင်ရေးအတွက်လိုအပ်လာတဲ့ပုံမှာကရင်အမျိုးသားတွေကလက်နဲ့ကင်ပြီးတော့ကရင်ကောသူလေးတက်မတော်ဖွဲ့စည်းတော့မှကရင်မျိုးသားနဲ့ကရင်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းလာတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဟာကရင်လူမျိုးအတွက်သမိုင်းဝင်ဖြစ်တယ်လို့ဒီသမိုင်းတွေကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့ဒီသမိုင်းကိုကြော်ဖြတ်လာတဲ့အပေါ်မှာတစ်ဖက်ကမဟာလူမျိုးကြီးဝါဒီနဲ့စစ်အာဏာရှင်တွေဟာကျွန်တော်တို့စစ်ရေးရဖိအားပေးပြီးတော့ယဉ်ကျေးတဲ့လူအတိုင်းဝိုင်းကစိတ်ရေးရရင်ဆိုင်လာတဲ့အခါမှာဒီဟာကိုအစိတ်မှဖြစ်အောင်အကွဲပြည့်ဖြစ်အောင်သူတို့မှမဟာဗျူဟာနီးဗျူဟာနဲ့ဆောင်ရွက်တဲ့ပုံမှာဒီနေ့ထိကရင်လူမှုအတိုင်းဝိုင်းတွေဟာအယူဆပိုင်းတွေးခေါ်ပိုင်းလုပ်ပြီးတော့မတူတာတွေရှိတယ်ဒီဟာတွေဟာကျွန်တော်ဒီနေ့မှမဟုတ်ဘူးကရင်ကောသူလေးတက်မတော်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းကရင်မျိုးသားရေးဆောင်ရွက်လာခဲ့တဲ့နောက်ပိုင်းမှာဒါတောက်လျှောက်ရင်ဆိုင်လာတဲ့ကိစ္စယခင်ကဒါတွေကိုကရင်မျိုးသားတွေနဲ့ရင်ဆိုင်ပြီးတော့နောက်ဆုံးကရင်မျိုးတွေနဲ့
စုစည်းဖွဲ့စည်းထူထောင်ခဲ့တယ်လို့ဒီနေ့ဒီကာလပိုင်းမှာလဲကျွန်တော်တို့ဒီဟာတွေကသမိုင်းရKNUမေးမိန်သွားတဲ့ကာလဖြစ်ပြီးတော့နောက်ပိုင်း KNU ရဲ့မူဝါဒပေါ်လစီအောင်မှာရပ်တည်ဆောင်ရွက်လာတဲ့ပုံမှာ KNU ရဲ့ဥဆောင်မှု KNU ရဲ့နိုင်ငံရေးဥဆောင်မှုအရာကျွန်တော်ဆောင်ရွက်လာတဲ့ပုံမှာကရင်လူထုရဲ့လှုပ်ရှားမှုအထူးသဖြင့်ကရင်မျိုးသားတွေရဲ့လှုပ်ရှားမှုကဘာတွေလဲဆိုရကိုကရင်လူထုအပါအဝင်ဗမာပြည်တနန်လျာသိလာကြတယ်လို့ကဘာလည်းသိလာတယ်ကရင်တွေရဲ့နိုင်ငံရေးရည်မှန်းချက်ကရင်တွေရဲ့နိုင်ငံရေးရည်တည်ချက်အရာ KNU ရဲ့ဥဆောင်မှုအရာဆောင်ရွက်နေတဲ့အချိန်မှာအထူးဖြင့်မဟာလူမျိုးကြီးနဲ့ဆက်အနာရှင်တွေချိတ်ချောက်မှုဖြစ်တဲ့အတွက်ကြောင့် KNU အနေနဲ့ဘယ်လိုထိုးခွဲရမလဲဆိုတဲ့နီးပရိရဲ့နီးပြွာတွေကိုသုံးလို့ကျွန်တော်တို့ထိုးခွဲခြင်းခံရတယ်ဒီနေ့ဒီဟာတွေကိုရင်ဆိုင်နေရတယ်ဒါကြောင့်နောင်လာတဲ့ကာလမှာစစ်ရေးရဆောင်ရွက်တာပဲဖြစ်ဖြစ်နိုင်ငံရေးရဆောင်ရွက်တာပဲဖြစ်ဖြစ်အုပ်ချုပ်ရေးရဆောင်ရွက်တာပဲ KNU မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်ပေါ်မှာတိတိကျကျလိုက်နာဆောင်ရွက်ဖို့လိုတယ်ဒီနေ့ဒီကာလဗမာပြည်မှာအင်မတန်မှစုပ်ထွဲနဲ့နေတဲ့နိုင်ငံရေးအကျက်တဲနဲ့ရင်ဆိုင်နေရတယ်ကရင်လူမျိုးကြီးဘယ်မဟုတ်ဘူးကျန်တဲ့တိုင်းသားလူမျိုးကြီးတွေမကတော့ပဲနဲ့အထူးဖြင့်ခေတ်ဆက်ဆက်ကငါတို့သာလေမင်းတို့အုပ်ချုပ်ရမယ်ဆိုတဲ့မဟာလူမျိုးကြီးကပါလားကြိုက်ဆွဲရတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်တွေအထူးသဖြင့်ဆက်အနာရှင်ရဒီတိုင်းပြည်ကိုခေတ်ဆက်ဆက်အုပ်ချုပ်လာတဲ့သူတွေမှာအကျက်တဲ့အင်ပဒန်မှကြီးမားတဲ့အချိန်ဖြစ်တယ်ဒါဟုတ်တိုင်းပြည်လုံးကဗမာတိုင်းသားဗမာတော့သူ့တိုင်းသားလို့ဆိုပြီးမဆိုရင်ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့ဗမာဟာသူ့တိုင်းသားတစ်ခုအနေနဲ့ခံယူရွေးတော်ကောင်းမခံဗမာပါဝင်တိုင်းသားလို့ခံယူမယ်ဆိုဗမာတိုင်းသားပါဝင်ကျန်တဲ့တိုင်းသားတွေဒီဒုက္ခကိုမျက်ဝါးတဲ့ရင်ဆိုင်နေရတယ်ဒါကိုဘယ်လိုကြော်လွှားမလဲအထူးဖြင့်အာဏာသိမ်းတဲ့မင်းအောင်လှိုင်ကိုယ်တိုင်တော့နီလန်းရှာနေတယ်ဒီဟာကိုကျွန်တော်တို့ကဒီလိုနီလန်းရှာတဲ့တာကိုအာဏာမသိမ်းခင်နေ့ဆိုအတိအကျနဲ့ပြောရင်ဇန်နဝါရီ29ရက်နေ့မှာKNUကတရားဝင်ထုတ်ပြန်ကြေညာပြခင်ဗျားတို့ဒီပြဿနာကိုအားလုံးပါဝင်ပတ်သက်သူတွေတွေ့ဆုံဆွေးနွေးကြပါဒါအဖြစ်တော်လို့ဖြစ်နေတယ်ဒါမျိုးမလုပ်ဘဲနဲ့အာဏာသိမ်းလားဖန်လာစီလာဖြစ်ရင်တော့ဒီနိုင်ငံရေးစုထွေးရတိတ်ပြီးတော့နဲ့နဲ့စုထွေးသွားလိမ့်မယ်ဆိုရကိုကျွန်တော်တရားဝင်ထုတ်ပြန်ကြေညာပေးပြီးသားဖြစ်တယ်ဒါပေမဲ့ပါဝင်ပတ်သက်သူတွေကဒါကိုလိလိရှုပြီးတော့အထူးသဖြင့်စစ်တပ်ကတော့အာဏာသိမ်းလိုက်တယ်အဲ့နောက်ဆက်တွဲမှာအာဏာသိမ်းခံတဲ့လူတွေကဒါမှမဟုတ်ရင်အစွတ်စွဲခံတဲ့လူတွေကငါတို့မတရားစွတ်စွဲရတော့ထိုက်တိုက်ဖြစ်လာတဲ့အပေါ်မှာဒီနေ့ဒီပြဿနာတွေကဖြစ်နေတယ်ဒီလိုစုပ်ထွေးခက်ခဲတဲ့နိုင်ငံရေးပြဿနာတွေမှာအထူးသဖြင့်တို့ KNU အပဝင် KNL တက်မလို့ဒီနေ့ရင်ဆိုင်နေရတယ်ဘယ်မှလည်းမသိတဲ့လူတွေကိုကျွန်တော်တို့လက်ခံပြီးတော့အတူတကွဒီပြဿနာကိုဖြေရှင်းဖို့ကျွန်တော်တို့ဒီလမ်းရှာနေရတယ်ပွင့်ပွင့်လေးလေးပြောရင်ရခင်ကအုပ်စိုးခဲ့တယ်2008ကိုအခြေခံပြီးတော့အုပ်စိုးခဲ့တယ် LD ပါဝင်ဘယ်ဆိုမှကျွန်တော်တို့ရဲ့မူဝါဒမတူပါဘူးဒါတော့ဒီနေရာမှာပွင့်ပွင့်လေးလေးပြောပါတယ်ဘာတည်းလဲဆို2008နဲ့အုပ်ချုပ်2008အရာရွေးကောက်ခံတဲ့ပုဂ္ဂိုလ်တွေဟာKNUက2008ကိုတယုံဝင်အတိမမပြုတ်ထားဘူးဆိုတဲ့ဟာကို
တရားဝင်ထုတ်ပြန်ထားပြီးသားဒါကြောင့်2008ရရွေးခံတဲ့သူတွေကကျွန်တော်တို့နဲ့ကတော့မှသဘောထားတူမှာမဟုတ်ဘူးဒါကိုတူဖို့အတွက်ညှိယူခဲ့တော်လဲမရပါနဲ့နောက်ဆုံးအာဏာသိမ်းမှုပေါ်ကနေပြီးတော့နိုင်ငံရေးရှုပ်ရှင်းတွေကပို့ဖြစ်လာတဲ့အပေါ်မှာဘယ်လိုမှဖြည့်ရှင်းနိုင်ငံရေးကဘယ်လိုမှဖြည့်ရှင်းလို့မရခဲ့တဲ့အတွက်ကြောင့်နောက်ဆက်တွဲပြဿနာကတခုပို့လာတာကလက်တကိုင်ပြည်ပကရဖြစ်လာတယ် KNU ရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်လမ်းစဉ်အောက်မှာရှိနေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့တစ်ဖက်ကစုစည်းနေရတာရှိတယ်လို့ကျွန်တော်တို့ရဲ့မူဝါဒအောက်မှာမရှိနေတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ဘယ်လိုစုစည်းရမလဲဆိုတာကျွန်တော်တို့အတွက်စဉ်းစားတဲ့လေဒီလိုစဉ်းစားမယ်ဆိုရင်ဒီအဖွဲ့အစည်းတွေက KNU ရဲ့မူဝါဒအောက်မှာတဲ့ KNU နဲ့တန်းတူရည်တူနိုင်ငံရေးယူဆညှိယူနိုင်ဖို့လို့ရှိနေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့တစ်ဖက်ကစုစည်းနေရတာရှိတယ်လို့ကျွန်တော်တို့ရဲ့မူဝါဒအောက်မှာမရှိနေတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ဘယ်လိုစုစည်းရမလဲဆိုတာကျွန်တော်တို့အတွက်စဉ်းစားတဲ့လေဒီလိုစဉ်းစားမယ်ဆိုရင်ဒီအဖွဲ့အစည်းတွေက KNU ရဲ့မူဝါဒအောက်မှာတဲ့ KNU နဲ့တန်းတူရည်တူနိုင်ငံရေးယူဆညှိယူနိုင်ဖို့လို့ဒီလိုညှိယူတဲ့ပုံမှာတစ်ဖက်ကစစ်ရေးရဖိနှိပ်လာတဲ့မင်းအောင်လာအုပ်စုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့မူဝါဒလည်းကျွန်တော်ညှိထားဖို့လိုတယ်ဒီလိုမညှိပဲတဲ့စစ်တိုက်ချင်းတာဆိုရင် KNU မှာအတွေ့အကြုံရှိပြီးသားဖြစ်တယ်နောက်ဆုံး KNU ကိုဥပက္ခပြုပြီးတော့ကျွန်တော်စစ်ရေးရဆောင်ရွက်တဲ့နေရာမှာကျွန်တော်ဘာတွေဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာ KNU ရဲ့သမိုင်းမှာရှိတယ်လို့ကရင်လူရဲ့သမိုင်းမှာရှိတယ်နောက်ဆုံး KNU ရဲ့မူဝါဒအောက်မှာသွားဖို့လိုတယ်ဒါကြောင့်အခုလက်နဲ့ကင်ပြီးတော့ပဋိပက္ခဖြစ်နေတဲ့ဟာကအရင်းခံပြဿနာနိုင်ငံရေးပြဿနာဖြစ်တယ်ဆိုရတော့ဒီနေရာမှာအတိလင်းပြောတင်တယ်နိုင်ငံရေးရကျွန်တော်တို့အတူတကွမသွားပါနဲ့ပဲနဲ့စစ်ရေးရတာလေတစ်ဖက်ရန်တို့ဖြိုခွဲဖို့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့အဖွဲ့အစည်းတွေထဲမှာပြဿနာတက်နိုင်တယ်ဒါကိုလည်းသတိပေးစီခြင်းတယ်ဒါကြောင့်ဒီနေ့ဒီကာလမှာလက်နဲ့ကင်ပြီးတော့မင်းအောင်လိုက်ကိုတိုက်ချင်တဲ့ဟာကစစ်ရေးရအမားမဖြစ်အောင်ကျွန်တော်တို့တတိထားဖို့လိုတယ်နိုင်ငံရေးရကျွန်တော်ရှင်းရှင်းလင်းရှိနေဖို့လိုတယ်အဲ့ဒီနိုင်ငံရှင်းလင်းနေတဲ့နိုင်ငံရေးအောက်မှာကျွန်တော်တို့ဒီဇိုင်းမှာရန်သူတိုက်ခိုက်ဖြိုခွဲသွားဖို့ဒါကြောင့်ကျွန်တော်တို့ နဲ့ရည်ရွယ်ချက်ပန်းနိုင်ခြင်းတူရက်တည်ချက်ချင်းတူတဲ့ဘယ်အဖွဲ့အစည်းနဲ့မလို့ကျွန်တော်ရက်တည်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာ KNU ရဲ့မူဝါဒနဲ့လမ်းစဉ်လုပ်ငန်းစဉ်အောက်မှာအခြေခံပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အဆင့်ဆင့်သောအဖွဲ့အစည်းတွေကလည်းဒီအခြေခံအောက်မှာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကတော့ဒီနေရာမှာကျွန်တော်အနေနဲ့အတိအလင်းပြောပြခြင်းနဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောပြခြင်းတာကတော့ကျွန်တော်တို့ရဲ့ရည်ရွယ်မှန်းချက်ပန်းနိုင်တွေကရောက်ဖို့အတွက်အထူးဖြင့်ကရင်လူမျိုးတရက်လုံးအနေနဲ့ရှင်းရွယ်ဥဆောင်အောက်မှာစစ်ရေးရနိုင်ငံရေးရအုပ်ချုပ်ရေးရအတူတကွသွားကြပါဒီလိုသွားတဲ့နေရာမှာတစ်ဖက်ကစစ်ရေးရမိတ်ကွလာတဲ့ပုံမှာကျွန်တော်စစ်ရေးရပြန်ပြီးတော့တုံ့ပြန်ဖို့လိုတယ်ဒါကြောင့် KNL အနေနဲ့ကိုမျိုးသားကိုကာကွယ်ဖို့အတွက်အင်အားတရက်လိုအပ်လိုက်ရင်ကရင်အမျိုးသားတွေကျွန်တော်တို့တာဝန်ကျေဖို့လိုတယ်ပါဝင်ဆောင်ရွက်အားဖြည့်ဖို့လိုတယ်စစ်ရေးကအမြင့်ဆုံးနိုင်ငံရေးပေးဆက်မှုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်ပေးရလိမ့်ဒီအသက်ပေးအပ်တာကကျွန်တော်တို့မျိုးသားလွတ်မြောက်မှုအတွက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုပေးဆက်နိုင်ခြင်းဟာမြင့်မြတ်တဲ့မျိုးချစ်တယောက်ဖြစ်တယ်ဆိုတော့ကိုယ့်ကိုဂုဏ်ယူထားဖို့လို့ဂုဏ်ယူရမှာဖြစ်တယ်
ဒါပေမဲ့စစ်ရေးကအသက်ပေးုံနေမှာရဘူးဒီစစ်ရေးကအောင်နိုင်တဲ့စစ်ရေးဖြစ်တဲ့အတွက်ကြောင့်လုံအပ်တဲ့ပတ်ပိုးမှုတွေအင်မတန်မှကြီးမားပါတယ်ကျွန်တော်တို့ပတ်ပိုးဖို့ကြံတဲ့လူတွေမှာလည်းတာဝန်အပြည့်အဝရှိပါတယ်ကျွန်တော်တို့အတူတကွဝိုင်းဝန်းပြီးတော့ပတ်ပိုးဖို့လိုပါတယ်အထူးသဖြင့်ကော်တူးလေးတက်တော်နေမှာကျွန်တော်အနေနဲ့နောက်ဆုံးပြောကြားလိုတာကတော့ကင်းအမျိုးသားအနေနဲ့ခင်ယူရဲ့မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်အောင်မှာစစ်ရေးရတော်လည်းကောင်းအုပ်ချုပ်ရေးရတော်လည်းကောင်းနိုင်ငံရေးရတော်လည်းကောင်းအဆုံးစွန့်ကတော့နိုင်ငံရေးရည်မှန်းချက်နဲ့ကိုယ့်အမျိုးသားရည်မှန်းချက်ပတ်နိုင်ရောက်ဖို့အတွက်ကတော့ကျွန်တော်တို့အတူတကွဆောင်ရွက်ဖို့လိုအပ်တယ်ဒီလိုဆောင်ရွက်နိုင်မှသာလေတစ်ဖက်အထူးသဖြင့်ရန်သူကျွန်တော်ဖြူခွေးနိုင်မှာဖြစ်တယ်တစ်ဆက်တည်းမှာပဲဒီလိုဆောင်ရွက်လိုက်တာနဲ့ကရင်တမျိုးသားလုံးအတူတကွဆောင်ရွက်လိုက်ရုံနဲ့မပြီးနိုင်သေးပါဘူးဗမာပြည်ရဲ့ပြဿနာကဗမာလူမျိုးပါဝင်တိုင်းသားလူမျိုးတွေရဲ့အင်မတန်မှကြီးမားပြီးတော့ကြာညောင်းလာတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်တခြားတော်လိုင်းအင်အားစုတွေကိုကျွန်တော်စီယုံပြီးအတူတကွဆောင်ရွက်နိုင်ဖို့အတွက်လှုပ်ဆောင်တဲ့နေရာမှာလဲကျွန်တော်တို့မှာတာဝန်ရှိပါတယ်ဒီလိုအတူတကွဆောင်ရွက်နိုင်မှသာလေကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းသာယာတဲ့ဒီလူမှုတိုင်းဝိုင်းရဲ့လူမှုဘဝနဲ့ကရင်လေးထူးလို့အပ်တဲ့ယဉ်ကျေးတဲ့သူတို့ရဲ့လူမှုဘဝကိုလွတ်လွတ်လပ်လပ်ဖန်တီးနိုင်မယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့တိုက်တွန်းရင်းဒီနေ့ကော်တူးလေးတက်မတော်နေ့မှာပြောကြားခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့တင်ပြချက်ကိုဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်